မလေးရှားနိုင်ငံမှာ UNHCR ကတ်တို့ passport တို့ပြုလုပ်မှုဖြင့်မြန်မာနိုင်ငံသားတူအားထောင်ဒဏ်73နှစ်နဲ့9လချမှတ်ခဲ့တယ်လို့မလေးရှားလာတဲ့သတင်းတွေသိရှိရပါတယ်။အသက်50အရွယ်ကိုကောင်းဆန်ဟိန်းခေါ်ကိုဆန်းလွင်ကိုမလေးရှားနိုင်ငံမလကာမြို့တရားရုံးကဇန်နဝါရီလ22ရက်နေ့မှာထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ကိုကောင်းဆန်ဟိန်းဟာရခိုင်ပြည်နယ်ကြောက်ဖြူမြို့ဇာတိဖြစ်ပြီးမလေးရှားနိုင်ငံတွင်နေထိုင်ကခီးသွွားလုပ်ငန်းနဲ့ passport ဝန်ဆောင်မှုပြုလုပ်ပေးနေသူတူဖြစ်ပါတယ်။ရခိုင်သင်းများကိုလည်းတီဆိုထုတ်လုပ်ခဲ့သောအဆိုတော်တူဖြစ်တယ်လို့လည်းသိရှိရပါတယ်။2025ခုနှစ်ဒီဇင်ဘာလ15ရက်နေ့မှာကိုကောင်းဆန်ဟင်းကိုမလေးရှားနိုင်ငံအမျိုးသားလုံခြုံရေးတပ်ဖွဲ့ NSSF ကနေအိမ်မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရှိရပါတယ်။ကိုကောင်းဆန်ဟင်းနဲ့အတူမြန်မာသုံးဦးကိုလည်းဖမ်းဆီးခဲ့တယ်လို့မလေးရှားလာတဲ့သတင်းတွေသိရှိရပါတယ်ခင်ဗျာ။